ရှေးခေတ်နန်းတွင်ဇလန်းတွေထဲမှာလိုကိုကျိုးဆွဲချတေချောင်းကြံနေတဲ့မိန်းမလာကြီးတယောက်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲကောင်းကင်ကနေထူးဆန်းတဲ့အလင်းတန်းတစ်ခုကြားရောက်လာပြီးနှစ်ဆက်တရာစုကအလုတ်တံပြီးတေဆုံးသွားတဲ့ကောင်းမလေးတယောက်ရဲ့ဝိညာဉ်ကဒီမိန်းမလာကြီးရဲ့ခန္ဓာကိုယ်ထဲကိုဝင်ပူးသွားပါတော့တယ်မျက်စိပွင့်လာတဲ့အချိန်မှာတော့သူမဟာလက်ရှိဘဝကနေရုံထွက်ပြီးချမ်းသာကြွယ်ဝတဲ့တိုင်းပြည်တစ်ခုရဲ့မိဖုရားခေါင်ကြီးဖြစ်လာမှန်းသိလိုက်ရပါတယ်ငွေလည်းရှိအာဏာလည်းရှိတဲ့ဒီလိုဘဝမျိုးမှာအေးအေးဆေးဆေးစိန်ခံနေလို့ရရနဲ့ဘာလို့တေချောင်းကြံရမလဲဆိုပြီးစဉ်းစားလို့မရဖြစ်နေတော့အခန်းထဲကိုအစေခံမလေးဝင်လာပါတယ်သူမကကျိုးဆွဲချမလို့လုံနေတဲ့မိဖုရားကြီးကိုကဲတင်ဖို့အတွက်ရုတ်တရက်ခုံကိုကန်ချလိုက်တာကြောင့်မိဖုရားကြီးခမညာတကယ်ပဲကျိုးကွင်းစွန့်မိပြီးအသက်ရှူချက်ကအောက်ချပေးဖို့အော်ဟစ်ရပါတော့တယ်အစေခံမလေးကလည်းအလောတကြီးနဲ့ဘေးနာကမုံလောက်ဖြူကြီးနဲ့လှမ်းထုပြီးကဲတင်လိုက်လို့နှစ်ယောက်သားကျမ်းပြင်ပေါ်လဲကျသွားကြပါတယ်အဲ့ဒီအချိန်မှာပဲဧကရမင်းမြတ်ရောက်ရှိလာကြောင်းကျင်ညာတန်ထွက်ပေါ်လာပါတယ်မိဖုရားကြီးကမိမိကိုယ်ကိုတေချောင်းကြံစီတာဟာတစ်မျိုးလုံး87မကအဖြစ်ပေးခံရနိုင်တဲ့ရာဇဝတ်မှုကြီးမို့လို့လေဘင်းကကျိုးရကိုဖုံးကွယ်ဖို့အဝါရောင်ပေါ်ဝါစကိုအမြန်ပတ်လိုက်ရပါတယ်အခန်းထဲကိုရုပ်ဖြောင်းပြီးကြည်လာတဲ့ဧကရမင်းမြတ်ဝင်လာတဲ့အချိန်မှာတော့မိဖုရားကြီးကကြောက်ရွံ့ခြင်းမရှိဘဲသူမရဲ့ပေါ်ဝါစကိုတုံးပြီးဒီပရိုးရအကာအလှတွေနဲ့မြူဆွဲကဧကရကိုနှုတ်ဆက်လိုက်ပါတော့တယ်ဧကရမင်းကမိဖုရားကြီးကိုတေချောင်းကြံစီတယ်ဆိုတာဟုတ်မဟုတ်မေးမြန်းတဲ့အခါမှာတော့သူမကမဟုတ်ပါဘူးလို့ညင်းဆိုပြီးတိုင်းရင်းသားစီးလုံးညီညွတ်ရေးအတွက်ရိုးရာဓလေ့တွေကိုလေ့လာနေတာပါလို့လှည့်ပတ်ပြောဆိုပါတယ်ဒါပေမဲ့ဘေးနာကမနာလို့ဖြစ်နေတဲ့ကိုလုတ်တော်လေးကတော့မိဖုရားကြီးကျိုးဆွဲချတာကိုသူမကိုယ်တိုင်မြင်တွေ့ခဲ့ရတာပါလို့တစ္ဆာဆိုပြီးတိုင်တန်းပါတယ်မိဖုရားကြီးကလည်းအလျှော့မပေးပဲဒါဟာနန်းတော်ရဲ့ထုတ်တန်းတွေခိုင်ခန့်မှုရှိမရှိပိတုကပညာအရစမ်းသပ်နေတာပါလို့အကြောင်းပြချက်အစမ်းတွေနဲ့ခြေပါပါတယ်ဒါကိုမတင်ကဖြစ်နေတဲ့ကိုလုတ်တော်လေးကမိဖုရားကြီးရဲ့လေဘင်းကပေါ်ဝါကိုချုပ်ခိုင်းမှုဧကရစ်ကိုတိုက်တွန်းပါတယ်ဧကရစ်မင်းအမိန်ပေးတာကြောင့်ပေါ်ဝါကိုချွတ်လိုက်တဲ့အခါမှာတော့လေဘင်းမှာထင်ထင်ရှားရှားရှိနေတဲ့ကျိုးကွင်းရကြီးပေါ်လာပါတော့တယ်အဖြစ်ကနေလွတ်ဖို့လမ်းမရှိတော့တဲ့အဆုံးဧကရစ်မင်းကမိဖုရားကြီးရဲ့မေးစေးကိုကင်ပြီးဘလို့ထပ်ပြီးစင်ကြေပေးအောင်မလဲလို့ရာဇဒန်နဲ့မေးမြန်းလိုက်တဲ့အခါမှာတော့မိဖုရားကြီးခမညာရှက်ပြုံးလေးနဲ့ဘာပြန်ပြောရမှန်းမသိပဲစွန့်သွားရပါတော့တယ်